Global တက်လို့ခေါ်တဲ့ကြီးမားတဲ့လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက Helen Twine ကုမ္ပဏီကိုဝယ်ယူခဲ့ပါတယ်။ Global တက် CEO ကထူးခြားစစ်မှန်ပြီးလူတွေကိုပြန်တုံ့ပြန်နိုင်တဲ့အယုတ်တွေကိုလိုချင်ခဲ့ပါတယ်။အယုတ်ဒီဇိုင်နာနှစ်ယောက်ကလည်းသူတို့ဖန်တီးထားတဲ့လက်ရာတွေကို CEO ကိုပြကြပါတယ်။ CEO ကြီးကေးမဟာအယုတ်ဒီဇိုင်နာနှစ်ယောက်ကို3လအတွင်းအယုတ်တွေကိုလိုချင်ကြောင်းသူ့ရဲ့လက်ထောက်ကတဆင့်ပြောလိုက်ပါတယ်။အယုတ်ဒီဇိုင်နာတွေကအချိန်မလောက်တာကြောင့်စစ်ပတ်သုံးနည်းပညာဖြစ်တဲ့ X1000 microprocessor chips တွေကိုအယုတ်တွေထဲမတော်တဆထည့်သွင်းထုတ်လုပ်လိုက်ပါတယ်။ဒီ chips တွေဟာအယုတ်တွေကိုအလွန်မြတ်မားတဲ့ညံရည်နဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းပေးလိုက်ပါတယ်။ဒီလိုနဲ့အယုတ်အုပ်စုနှစ်စုထုတ်လုပ်လိုက်ပါတယ်။ Commando Eli နဲ့ Gorgonite တို့ပဲဖြစ်ပါတယ်။ Commando Eli ရဲ့ခေါင်းဆောင်ကတော့ Chief Hazard ဖြစ်ပါတယ်။ဒီအုပ်စုဟာဆိုရင်တော့စစ်ဝါဒီလူသက်ဆက်လိုမျိုး program ရေးဆွဲထားတဲ့စစ်သားရုပ်လေးတွေပါ။သူတို့ရဲ့တခုတည်းသောရွေးချက်ကတော့ရန်သူကိုအပြက်ချေမှုဖို့ပါပဲ။ Gorgonite ရဲ့ခေါင်းဆောင်ကတော့အာချာပါ။ဒီအုပ်စုကတော့အနေငယ်ထူးဆန်းပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ပုံစံကအကြီးတန်းတဲ့ဂျိုသားတွေအဖြစ်ဖော်ပြခံထားရပါတယ်။ဒါပေမဲ့တကယ်တမ်းတော့သူတို့ဟာငင်းညံ့ရေးကိုချစ်မဲ့နိုးပြီးအရာရာကိုလေးလာစူးစမ်းလို့စိတ်ရှိတဲ့တရဝါလေးတွေဖြစ်ပါတယ်။စူးစမ်းလို့စိတ်ပြည့်ရှိတဲ့အဲလန်ဆိုတဲ့ကောင်လေးဟာသူ့မိဘတွေပိုင်တဲ့အယုတ်ဆိုင်မှာဒီရုပ်တွေရောက်ရှိလာတဲ့အခါမှာတော့သူစပြီးစော့ကစားမိခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအာချာနဲ့တွေ့ဆုံခဲ့ပြီးအာချာကစကားပြောနိုင်တာကိုပါသိလိုက်ရပါတယ်။အဲလန်ဟာတခြားရုပ်တွေကိုတော့ရောင်းဖို့ဆုံးဖြတ်လိုက်ပြီးဂိုဂိုနိုက်ရဲ့ခေါင်းဆောင်ကိုတော့သူပဲခေါ်ထားလိုက်ပါတယ်။တစ်ဖက်မှာတော့အဲလန်ဖေရဲ့ရုပ်ဆိုင်မှာ Chief Habza ကသူ့ရဲ့ကွန်မန်ဒိုအဖွဲ့ကိုနိုးထစေပြီးရန်သူကိုရှာဖွေရမယ်သူတို့ရဲ့အဓိကတာဝန်ကိုစတင်အကောင့်တွေဖော်ပါတော့တယ်။နောက်တစ်နေ့အဲလန်ဟာသူ့ဖေရဲ့ဆိုင်မှာကွန်မန်ဒိုအဖွဲ့နဲ့တခြားဂိုဂိုနိုက်တွေပါပျောက်ဆုံးနေတာမို့သူခေါ်ထားတဲ့အာချကိုမင်းနေပါတယ်။တစ်ဖက်ကကွန်မန်ဒိုတွေကလည်းဂိုဂိုနိုက်တယောက်ကအဲလန်စီမှာရှိနေတာကိုသိသွားပါတယ်။အဲလန်ကိုလမ်းမှာအလေးဝင်တိုက်ဖို့လုပ်ကြပါတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ကွန်မန်ဒိုတွေဟာအဲလန်အိမ်ကိုပါသိသွားပြီးအဲလန်ရဲ့အိမ်ပတ်ဝန်းကျင်ကိုပါစတင်ထောက်လှမ်းခဲ့ကြပါတယ်။ကွန်မန်ဒိုတွေကလည်းအဲလန်ကဂိုဂိုနိုက်တွေကိုကာကွယ်ပေးနေတာကြောင့်အဲလန်နဲ့သူ့မိသားစုကိုရန်သူကိုကူညီသူအဖြစ်သတ်မှတ်လိုက်ပါတယ်။ကွန်မန်ဒိုတွေရဲ့ညံရီဟာအရက်မြင့်မာတာကြောင့်သူတို့ဟာလူသားတွေရဲ့ပြုမှုတွေကိုသင်ယူပြီးအိမ်ပစ္စည်းတွေကိုဆက်လက်နေတဲ့အဖြစ်ပြုပြင်ပြောင်းလဲဖို့ကြိုးစားပါတော့တယ်။အဲ့ဒီနောက်အဲလန်နဲ့ဂိုဂိုနိုက်ခေါင်းဆောင်အာချာဟာလည်းပျောက်ဆုံးနေတဲ့ခြားဂိုဂိုနိုက်တွေကိုပြန်ရှာတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ကွန်မန်ဒိုတွေဟာအဲလန်ရဲ့တစ်ဖက်သက်ချစ်နေရတဲ့ကောင်မလေးခရစ်စတီရဲ့အိမ်ကိုပါစစ်ပွဲတဲ့ဆက်ခေါ်လိုက်ပါတယ်။ကွန်မန်ဒိုတွေဟာအဲလန်ရဲ့ဖုန်းကိုခိုးနှားထောင်ပြီးအဲလန်နဲ့ခရစ်စတီရဲ့ပတ်သက်မှုကိုသိသွားခဲ့တာပါ။ကွန်မန်ဒိုတွေဟာခရစ်စတီရဲ့အိမ်ထဲကိုလှုပ်ဝက်စာဝင်ရောက်ခဲ့ပြီးခရစ်စတီရဲ့မိဘတွေကိုအိတ်ဆေးတွေကျွေးပြီးတတိမိစေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ဟာခရစ်စတီရဲ့ဂွန်ဒီအယုံမလေးတွေကိုဖမ်းယူပြီးသူတို့ရဲ့စစ်ပတ်သုံး cheese တွေထည့်သွင်းလိုက်တဲ့အခါဂွန်ဒီယုံမလေးတွေဟာအသက်ဝင်လာပြီးကွန်မန်ဒိုတွေရဲ့တပ်သားတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။ကွန်မန်ဒိုတွေဟာခရစ်စတီကိုတစားကန်ဖြစ်ဖမ်းဆီးပြီးအဲလန်ကိုပြပြီးတဲ့နောက်ဂိုဂိုနိုက်တွေကိုလက်နက်ချခိုင်းဖို့ချိန်ချောက်ခဲ့ပါတယ်။အဲလန်နဲ့အာချာတို့ဟာကွန်မန်ဒိုတွေကိုလှည့်စားပြီးခရစ်စတီရဲ့အိမ်ထဲကိုခက်ခက်ခဲခဲဝင်ရောက်ခဲ့ရပါတယ်။အိမ်ထဲမှာရှိတဲ့ကွန်မန်ဒိုအဖွဲ့နဲ့ဂွန်ဒီယုံမလေးတွေဟာနေရာတိုင်းမှာစစ်တိုက်ဖို့အသင့်ရှိနေကြပါတယ်။အဲလန်တို့ဟာလှုပ်ဝက်ဆော်ယူချပြီးစစ်တပ်ကိုရှောင်ရှားရင်းခရစ်စတီကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ခရစ်စတီကိုကယ်ထုတ်ပြီးပြန်မှလည်းကွန်မန်ဒိုတွေကလက်တက်ခိုက်လို့ထွက်ပြေးကြပေမဲ့ကွန်မန်ဒိုတွေဟာလည်းမျက်ခြေမပြတ်လက်တက်ခိုက်ကြပါတယ်။ထွက်ပြေးရင်းတဲ့တနေရာရောက်မှအဲလန်တို့ဟာလွတ်မြောက်သွားပေမဲ့ကွန်မန်ဒိုစစ်တပ်ကတော့မိကျဉ်သွားခဲ့ပါတယ်။ကကောင်းဆောင်နဲ့ကွန်မန်ဒိုခေါင်းဆောင်ချစ်ဟက်ဇာကတော့မသေးပဲနောက်ထပ်စစ်ပွဲတစ်ခုကိုထပ်ဖန်နေဖို့စီစဉ်လိုက်ပါတော့တယ်။ Chief Habza ဟာစစ်ရင်အားဖြစ်နေဖို့အတွက်အယုတ်တင်ပို့တဲ့ကွန်တင်ကားတစ်စီးကိုတင်ယူလိုက်ပြီးကွန်မန်ဒိုစစ်တီအစ်စ်တွေကိုနှုတ်ထစေလိုက်ပါတယ်။အဲ့ဒီနောက်အဲလန်တို့အိပ်ပတ်ဝန်းကျင်ကိုစစ်ရင်အားပြည့်နဲ့ဝန်းရံထားပြီးတိုက်ခိုက်ကြပါတော့တယ်။အဲလန်တို့မိသားစုနဲ့ခရစ်စတီတို့မိသားစုဟာကွန်မန်ဒိုအီလီတွေကိုအိမ်ပြင်ကိုခေါ်ထုတ်ပြီးရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာအယုတ်တွေကိုဖျက်ဆီးဖို့တခုတည်းသောနည်းလမ်းဖြစ်တဲ့လက်စစ်စွမ်းအင်ကိုအသုံးပြုဖို့အကြံရခဲ့ကြပါတယ်။အဲလန်ဟာနီးနာပတ်ဝန်းကျင်ကတက်တိုင်ကဓားလိုင်းတွေကိုအသုံးပြုပြီးကွန်မန်ဒိုအီလီတွေကိုဖျက်ဆီးပစ်နိုင်မဲ့လက်စရာထိုးလို့ဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးတိုက်ပွဲမှာချစ်ဟက်ဇာဟာတယောက်တည်းရင်ဆိုင်ပြီးအဲလန်ကိုအပြီးတက်တိုက်ခဲ့ဖို့ကြိုးစားခဲ့ပေမဲ့အဲလန်ဟာသူ့ကိုတကြိုးတွေစီတင်ဝတ်လိုက်တဲ့အတွက်ချစ်ဟက်ဇာကလုံးဝကိုပျက်စီးသွားပါတော့တယ်။နောက်ဆုံးမှာကွန်မန်ဒိုအီလီတွေအားလုံးဟာလက်စစ်စွမ်းအားကြောင့်ပျက်စီးကုန်ကြပါတယ်။အစိုးရကဂလိုဘယ်တက်ကိုဒီကိစ္စအတွက်စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးအဲလန်တို့မိသားစုနဲ့ခရစ်စတီတို့မိသားစုဟာလည်းစိတ်သက်သာရသွားကြပါတော့တယ်။အဲလန်ဟာဂိုဂိုနိုက်တွေကိုတေးပြီးအထင်နဲ့လိုက်ရှာနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ဂိုဂိုနိုက်တွေကတော့ဆလောင်းမုံကြီးကျေးဇူးကြောင့်တက်ရှင်ကြံခဲ့ကြပါတယ်။အားလုံးပြီးတော့အဲလန်ဟာဂိုဂိုနိုက်ပြည်ကိုရှာဖွေချင်နေတဲ့အာချာတို့အဖွဲ့ကိုသူတို့သွားလို့ရသွားနိုင်ဖို့စီစဉ်ပေးလိုက်ပါတယ်။ဂိုဂိုနိုက်တွေဟာလည်းအဲလန်ကိုတေချာနှုတ်ဆက်ပြီးပျော်ရွှင်စွာထွက်ခွာသွားကြပါတော့တယ်။